insulin လို့ခေါ်တဲ့ hormone ကကျွန်တော်တို့စီးကျိုသမားတွေမှာချွတ်တဲ့နေတဲ့ hormone လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဆရာဝန်အများစုလည်းပြောတယ်နိုင်ငံခြားလူအများစုလည်းပြောတယ် insulin ဒီ fat storage hormone လို့ပြောတယ်သူဒီ insulin ခန္ဓာကိုယ်ထဲမှာမြင့်လာပြီဆိုတော့ insulin hormone level မြင့်လာပြီဆိုတော့ခန္ဓာကိုယ်ဒီအဆီလောင်ကျွမ်းတာရက်သွားတယ်အဆီစုတယ်လို့ပြောတယ်ဆိုတော့ဒါဒီမမအောင်ဒါပေမဲ့ကျွန်တော်တို့ insulin အဲ့တခုရတော့ကြည့်လို့မရဘူးကျွန်တော်တို့ body transformation coach တယောက်အနေနဲ့ insulin ဆိုတာဒီ anabolic hormone လို့ခေါ်တယ်သူဒီ fat storage hormone ဆိုတာလေသူ့ရဲ့ခေါင်းစဉ်ကွဲပြီဒါပေမဲ့ main ခေါင်းစဉ် anabolic hormone သူဒီတိဆောက်ရေး hormone ကျော်သားလေးတိဆောက်တယ်အဆီလေးတိဆောက်သူ့ကိုကျွန်တော်တို့ကကျော်သားတိဆောက်ဖို့အသုံးချပြီးတော့အဆီမတိဆောက်အောင်တားထားလို့မရဘူးလားဆိုရွေးပြီးတားထားလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ body transformation coach တွေကဘယ်အချိန်မှာ carbohydrate တွေပစီဓာတ်တွေစားမယ် insulin ထွက်လာလိမ့်မယ်ဘယ်အချိန်မှာလေ့ကျင့်ခန်းပြန်လုပ်ပြီးဘယ်လိုထိမ့်မယ်ကျန်တဲ့ချိန်တွေကိုမစားဘူးကျန်တဲ့ချိန်တွေကို insulin နဲ့မထိဘူးဆိုရင်ကျွန်တော်တို့ကျော်သားတိဆောက်လို့ရတယ်စီလောင်ကျွမ်းလို့ရတယ်ဆိုတော့ insulin ထွက်တိုင်းစီလောင်မကျွမ်းတာမဟုတ်ဘူးအဆီကျရက်သွားတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာ insulin လိုတဲ့ level တခုရှိတယ်တိဆောက်ရေး hormone လည်းလိုတယ်မလိုရင်ကျွန်တော်ခန္ဓာကိုယ်မှာဘာမှရှိမနေဆိုတော့အဲ့လိုတဲ့ hormone ဒီသူ့ level မှာရှိနေပြဿနာမရှိဘူးအဲ့ထက်နည်းရင်လည်းပြဿနာနည်းနည်းကြုံရနိုင်တယ်များရင်ပြဿနာအများကြီးကြုံရတယ်ဆိုတော့ကျွန်တော်ဒီ air အားလုံး balance ဖြစ်နေတာကောင်းတယ်ဆိုတော့ကျွန်တော် diet လုပ်တဲ့အချိန်မှာဒီ insulin ကိုကြောက်ပြီးတော့ထမင်းတွေမစားဘူးကစီဓာတ်တွေမစားဘူး keto diet တွေလုပ်တယ် fasting လုပ်တယ် fasting ဒီမှန်တယ် insulin ကိုအချိန်တိုင်းတာတစ်ခုနဲ့ပိတ်ထားလိုက်တာသူထွက်မလာအောင်လုပ်ထားလိုက်တာဆိုတော့ကျွန်တော်အဲ့ချိန်မှာဘာမှမစားတော့ပြန်စားတဲ့အချိန်မှာကျတော့ insulin မထွက်တော့ဘူးဆိုတော့ insulin ဒီလုံးဝမထွက်ဘူးဆိုတာမရှိဘူးအနည်းနဲ့များတော့ထွက်တယ်ကျွန်တော်တို့ fasting လုပ်တဲ့လူအများစုဘာမှားလဲဆိုတော့ fasting လုပ်လာတယ်အငတ်ခံလာတယ် bite စားနဲ့ပြန်စားတဲ့အချိန်မှာကျွန်တော်တို့ကစားတဲ့ဟာတွေမှာ junk food တွေပါလာတယ်နော်အချိုရည်တွေတောက်တတ်တယ် coffee ဆိုလည်းအချိုနည်းထည့်တောက်တတ်တယ်နောက်တစ်ခုက healthy food တွေစားပြီးရင်သူအချိုနည်းတော့တဲလိုက်ရမှာကျင်းတယ်ဘာကြောင့်လဲဆိုရင်တစ်သက်လုံးထမင်းစားပြီးကြီးလာတဲ့ခန္ဓာကိုယ်ရဲ့ရုပ်တရက် insulin ကျလာတဲ့ဟာသူတို့မခံနိုင်ဘူးအဲ့မခံနိုင်တဲ့အတွက်သူတို့ပြန်စားတဲ့အချိန်ချိုတဲမိအဲ့ချိန်မှာ insulin ပြန်ထွက်တာဆိုတော့မကြောက်လဲဆိုရင်ကြာမှာပဲဒါဘာကြောင့်အဲ့လိုအငတ်ခံနေမှာလဲ insulin နည်းနည်းထွက်လို့ရတယ် level တစ်ခုမှရှိနေလို့ရတယ်အစီဆက်လောင်လို့ရတယ်အဲ့ဒါကိုကြောက်ပြီးတော့အပြီးရှယ်တောင်းဖြစ်အောင်လုပ်ဆိုတာမလုပ်ဘူးလေဆိုတော့ကျွန်တော် diet လုပ်လို့ရှိရင်ကျွန်တော် body transformation coach တယောက်အနေနဲ့ကျွန်တော်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေမှာလုပ်ခဲ့ diet တွေတည်တယ်ဘယ်တော့မှ fasting ဆိုတာကျွန်တော်မရှိဘူး fasting လုပ်ခဲ့ဘူးလေရလက်လုံးဝမကောင်းခဲ့လက်ကျန်အစီတွေကိုချရတဲ့နေရာမှာ fasting ဒီသုံးမဝင်တော့ဆိုတော့ကျွန်တော်ဒီ diet လုပ်တဲ့အချိန်မှာအကြံပေးချင်တာတနေ့ကို၄ချိန်၅ချိန်ခွဲစားပေးရမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်အဲ့ခွဲစားတဲ့အထဲမှာကစီဓာတ်ကိုမျှပြီးထည့်ပေးသွားမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်လိုအပ်တဲ့ energy လေးရတယ်လူခန္ဓာကိုယ်အဓိက energy source ဒီကစီဓာတ်ပါလေ့ကျင့်ခန်းလုပ်တဲ့လူတွေပြောတာလေ့ကျင့်ခန်းမလုပ်တဲ့လူတွေကတော့ကိစ္စမရှိကစီကနေ energy တွေလည်းရဆိုတော့ကျွန်တော်လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေအတွက်ကကစီဓာတ်ဒီခန္ဓာကိုယ် energy အရင်းမြစ်ပါကစီဓာတ်စားတဲ့လူနဲ့မစားတဲ့လူနဲ့ရှင်းလိုက်လို့ရှိရင် energy ချင်းအရင်ကွာပါတယ်ကစီဓာတ်စားတဲ့လူမှာ energy ပိုကောင်းတယ်ဆိုတော့ကျွန်တော်တို့တစ်နေ့ကို၄ချိန်၅ချိန် carbohydrate ကစီဓာတ်ကိုမျှထည့်သွားရဲဆိုရင် insulin ဒီစောင့်တက်လိုက်ပြန်ကျလိုက်မဖြစ်တော့ fasting လုပ်တဲ့လူမှာအဲ့ဒါဖြစ်တယ် fasting လုပ်တဲ့လူတွေမှာစားတဲ့အချိန်မှာ insulin တက်လာပြီး fasting လုပ်တဲ့အချိန်မှာပြန်ထိုးကြပါတယ်လူခန္ဓာကိုယ်ဒီအပြောင်းအလဲမှာစိတ်ခံစားမှုတွေပြောင်းလဲပါတယ်နောက်တစ်ချက်ကျွန်တော်တို့စိတ်သက်ကြတာတွေ mood swing တွေကအဲ့ insulin တက်ကြမှာအရင်သက်ဆိုင်ပါတယ်ဆိုတော့အဲ့လေသတိထားစီခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့အဲ့လိုမျှစားသွားတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ် insulin ကတက်လိုက်ကျလိုက်တော့ဖြစ်တယ်ဒါပေမဲ့နှိမ့်နေလေးပါတယ်လို့ဒီ flying လေးနဲ့သွားနေဆိုရင်ကျွန်တော်တို့ဒီဘာမှထွေထူးခံစားနေစရာမလိုဘူး fat loss လည်းဖြစ်တယ် calorie deficit ဖြစ်အောင်လုပ်နော် fat loss ဖြစ်ကိုဖြစ်တယ်တနေ့ကို9ချိန်6ချိန်ခွဲစားလို့ရတယ်အိတ်ခန့်ဒီကတ်စားလည်းသိပြဿနာမရှိဘူးတနေ့ကိုမျှပြီးတော့ထည့်ပါဒါပေမဲ့တချို့ကဘာမှလဲဆိုမနက်ပိုင်းမှာ carbohydrate ကိုဝအောင်စားတယ်ညပိုင်းဖြစ်တယ်အဲ့ဒါဒီလဲကျွန်တော်အားမပေးဘူးဆိုတော့စားမယ်ဆိုရင်မျှစားတယ်ခန္ဓာကိုယ်ဒီတပုံစံနဲ့တသက်ထဲတွားရင် body transformation မှာပိုပြီးခီးရောက်တယ်ဆိုတော့ကျွန်တော်ပိုတွေ့အတွေ့အကြုံရရှင်းပြလုပ်ပြတာပါကျွန်တော်တို့ insulin ထွက်တိုင်းကစီဓာတ်စားတိုင်းအစီမကြောက်ဘူးဆိုတော့မှားတယ်ကစီဓာတ်ဒီကျွန်တော်ခန္ဓာကိုယ်မှာရေဓာတ်ကိုထိမ့်မိတယ်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ energy ကိုထုတ်ပေးတယ်ကစီဓာတ်ကနေပြီးနောက်တစ်ချက်ကျွန်တော်ဒီမှာပြောချင်တာဒီအစီလောင်ကျွမ်းမှုဆိုရင်ကစီဓာတ်ဒီလောင်စာအနေနဲ့သုံးလို့ရတယ်လောင်စာဆိုတာအစီကိုလောင်ကျွမ်းမှုကစီဓာတ်နဲ့လောင်စာဖြစ်ခန္ဓာကိုယ် energy ဖြစ်ပြီးအစီလောင်နိုင်အောင်လေ့ကျင့်ခန်းလုပ်အဲဆိုရင်အစီကြောက်ကြပါတယ် insulin ဒီကြောက်စရာ hormone မဟုတ်ပါ insulin ထွက်တိုင်း fat storage ဖြစ်တယ် fat burning ရက်သွားတယ်ဆိုတာမှားပါတယ် fat burning ဖြစ်တိုင်းအစီမကြောက်ဘူး fat loss ဖြစ်မှအစီကြတာပါဆိုတော့ fat burning ဖြစ်ပြီးတော့ calorie deficit မဖြစ်ရင်အဲ့ fat ကပြန်တက်ပါတယ် burning မဖြစ်သွားတာပါကြောက်ပါเนาะဆိုတော့ကျွန်တော် diet လုပ်တဲ့အချိန်မှာ protein carbohydrate အဆီဓာတ်အဲ့သုံးခုကိုမျှအောင်စားသွား fiber ကိုလိုသလောက်ထည့်ပါဒါဆိုရင်ရပါပြီကျေးဇူးတင်ပါတယ်